အားလုံးပဲမင်္ဂလာပါဒီနေ့မှာတစ်ခါကျွန်တော်တို့ပြန်ပြီးတော့စတုထ quarter ရဲ့ဥပုသ္စာပြေသင်ခန်းစာအခန်း7ပေါ့နော်ကျွန်တော်တို့ဒီတစ် quarter 2025ရဲ့ quarter ဒါနောက်ဆုံး quarter ပဲဖြစ်တယ်နောက်ဒီသင်ခန်းစာကလည်းဒီအခန်း7ပြီးရင်တော့နောက်တစ်ပတ်အခန်း73ပြီးရင်ပြီးပြီအဲ့တော့လာမယ့်2026မှာကျွန်တော်တို့သင်ခန်းစာအသစ်ကိုဆက်လက်ပြီးတော့လေ့လာသွားကြရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့လေ့လာသွားမယ့်သင်ခန်းစာလည်းအင်မတန်အရေးကြီးတယ်သူရဲ့ခေါင်းစဉ်လေးကတော့ထာဝရဘုရားသည်သစ္စာတည်၏တဲ့ထာဝရဘုရားသည်သစ္စာတည်အဲ့တော့ဒီသင်ခန်းစာကိုလည်းကျွန်တော်အနေနဲ့ကဒီ outline ပဲပေါ့နော်ဒီ outline လေးထဲမှာကျွန်တော်ရဲ့ page မှာလည်းကျွန်တော်တင်ထားပေးတယ်အဲ့တော့ဒီသင်ခန်းစာ outline ထဲမှာပါတဲ့အတိုင်းလေးပေါ့နော်ကျွန်တော်တို့အတူကလေ့လာသွားကြမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းအခုအစဉ်သင်းဖြစ်တဲ့ဆိုရင်တော့ကျမ်းစာအုပ်ကိုဖွင့်ပြီးတော့ကျွန်တော်တို့အတူလေ့လာဖို့ရဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်80မသွားခင်ခဏလေးဦးညွှန်ပြီးတော့ဆုတောင်းကြပါစို့အထက်ကောင်းမွန်၌ရှိတော်မူသောဖခင်သခင်ကိုရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဒီနေ့မှာကိုရရှင်ရဲ့နှုတ်ကပတ်တော်ဘုရားစာဖြစ်သင်ခန်းစာကိုလေ့လာကြမှာဖြစ်ပါတယ်အခန်း7ရောက်ပြီဖြစ်တယ်ကိုရရှင်ရဲ့နှုတ်ကပတ်တော်ရဲ့အရေးကြီးသောနေရာကိုလည်းရောက်ရှိလာပြီဖြစ်ပါတယ်ဒါကြောင့်ကိုရရှင်ဘုရားယခုလေ့လာသင်ယူတင်ပြခြင်းအပေါ်မှာကိုရရှင်ကောင်းကြီးများတုံ့အောင်ချပေးသနာဝိညာဉ်တော်အတူပါရှိစေကျွန်တော်တို့ရဲ့လေ့လာမှုများအားလုံးကကိုရရှင်ရဲ့စိတ်သဘောကိုမိုးအနားလျက်တော့ခွင့်ကိုကိုရပေးသနာတော်မူပါဥပုံနေ့အတွက်လည်းကျွန်တော်တို့ပြင်ဆင်နိုင်ဖို့ရန်အတွက်အလင်းကိုပေးသနာတော်မူပါကျွန်တော်တို့ဆုတောင်းတဲ့အခါမှာတပါးတော်သားသခင်ခရစ်တော်နာမနဲ့ပြည့်ရည်သေးတယ်မြတ်စွာဘုရားသနာခမိုင်းဖပြသခင်အာမင်ဟုတ်ပြီเนาะကျွန်တော်တို့ရဲ့ဒီသင်ခန်းစာလေးရဲ့အဓိကအလွတ်ကျမ်းချက်ပေါ့เนาะအလွတ်ကျမ်းချက်ကကျွန်တော်ဘယ်မှာတွေ့ရလဲဆိုတော့ယောရှုမတ်စာ21ငယ်45မှာဖြစ်ပါတယ်အဲ့လိုပြောထားလို့ဆိုရင်ထာဝရဘုရားသည်ဤသေလအမျိုးအဖို့မိန့်တော်မူသောကောင်းကျိုးတစုံတစ်ပါးမြမလျော့ရှိသမျှတို့သည်ပြည့်စုံကြ၏အဲ့တော့ကျွန်တော်တို့ဒီအပတ်သင်ခန်းစာရဲ့ခေါင်းစဉ်တိုင်းပေါ့နော်ထာဝရဘုရားသည်သစ္စာတည်အဲ့တော့ထာဝရဘုရားသစ္စာတည်တယ်ဆိုတဲ့အတိုင်းပဲဒီအလွတ်ကျမ်းချက်မှာလည်းဘုရားသခင်ကသူ့ရဲ့ဂတိနော်သူပေးထားတဲ့ဣသရေလလူမျိုးတွေအာဗြဟံဣဇက်ယာကုပ်ကနေစပြီးတော့မောရှေအချိန်မှာလည်းပေးထားတဲ့ဂတိတွေဒီယောရှုအချိန်ရောက်လာတဲ့အခါမှာဣသရေလလူမျိုးတွေပြည့်စုံခြင်းကိုရရှိခဲ့တယ်ဆိုတာကိုဖော်ပြထားတယ်။ကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့အကုန်သူရဲ့ဂတိတော်ပြည့်စုံခဲ့တယ်ဆိုတာကိုတွေ့ရှိရတယ်ဟုတ်ပြီအဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့သင်ခန်းစာပေါ့နော် outline မှာဆိုရင်တော့အဓိကခေါင်းစဉ်အသေးလေးကတော့ဒီဘက်မှာ၄ခုရှိတယ်ဒီ outline ထဲမှာပေါ့နော်အဲ့တော့ပထမတစ်ခုကတော့ထာဝရဘုရားဤသစ္စာတရားဒုတိယတစ်ခုကတော့လူသားဤပူပေါင်းဆောင်ရွက်မှုရဲ့အရေးပါပုံနံပါတ်3တစ်ခုကတော့ထာဝရဘုရားအားသစ္စာမရှိခြင်းအပေါ်တတိပေးခြင်းနံပါတ်4တစ်ခုကတော့ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်ခြင်းအဲ့တော့ဒီခေါင်းစဉ်လေး၄ခုကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ထာဝရဘုရားရဲ့ဤသစ္စာတရားเนาะအဲ့တော့ခေါင်းစဉ်မှာပြောထားသလိုပဲထာဝရဘုရားဟာသစ္စာတည်တယ်เนาะအဲ့တော့ကျွန်တော်တို့เนาะဒီယောရှုမတ်စာတစ်ကျမ်းလုံးကိုကျွန်တော်တို့အနစ်ချုပ်လိုက်မယ်အကြောင်းအရာတစ်ခုလေးပဲကျွန်တော်တို့ပြောမယ်ဆိုရင်เนาะဘာအကြောင်းလေးကျွန်တော်တို့ပြောနိုင်မလဲကျွန်တော်တို့ဒီယောရှုမတ်စာတစ်ကျမ်းလုံးကိုကြည့်လိုက်မယ်ဆိုရင်အာဗြဟံဣဇက်ယာကုပ်ကနေစပြီးတော့เนาะဘုရားသခင်သူတို့ဂတိပေးခဲ့တဲ့မောရှေကိုဂတိပေးခဲ့တဲ့ဒီယောရှုမတ်စာမှာအကုန်လုံးပြည့်စုံခဲ့တာဖြစ်တယ်အဲ့တော့အနစ်ချုပ်လေးပြောမှဆိုတော့ထာဝရဘုရားဟာသစ္စာတည်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုအနစ်ချုပ်လေးနောက်တစ်ကြောင်းကလေးနဲ့ယောရှုမတ်စာအားလုံးကိုကျွန်တော်အနစ်ချုပ်လေးပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဘုရားသခင်ကဘယ်လိုသစ္စာတည်လဲဆိုတာကိုကျွန်တော်ယောရှုမတ်စာခန်းကြီး21ငွေ43ကနေ45မှာဖော်ပြထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ကြည့်မယ်နော်ထာဝရဘုရားကလည်းငါပေးမည်ဟုဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်ရှိသမျှကိုဣသရေလအမျိုးသားတို့အားပေးတော်မူသဖြင့်သူတို့သည်သိမ်းယူ၍နေရာကျကြ၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူသမျှအတိုင်းပတ်ဝန်းကျင်အရာတို့၌ငြိမ်ဝှက်ရာအခွင့်ကိုပေးတော်မူသဖြင့်သူတို့ရှေ့မှအဘယ်ရန်သူမြတ်မရက်နိုင်ရန်သူပေါင်းတို့ကိုသူတို့လက်သို့အပ်တော်မူ၏ထာဝရဘုရားသည်ဣသရေလအမျိုးအဖို့မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့ရှိသမျှတို့သည်ပြည့်စုံကြ၏အဲ့တော့ဒီယောရှုရဲ့ဒီတက်တည်ခံချက်ကိုနော်အခုနော်ကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာနော်ဘယ်လိုဖြစ်တယ်လဲဘယ်အရာကိုထင်ထင်ရှားရှားတွေ့ရတယ်လဲနော်မေးခွန်းလေးမေးထားတဲ့အခါမှာကျွန်တော်စဉ်းစားကြည့်တယ်နော်ဘုရားသခင်ကဘိုးဘေးတို့ကိုကျိန်ဆူထားသောပြည်နော်ဒီပြည်ကိုမင်းတို့ရမယ်နှုတ်နဲ့ပြားရည်စီးသောပြည်ကိုရမယ်မင်းတို့အတွက်ပြင်ဆင်ထားတယ်လို့ဘုရားသခင်ပေးထားတဲ့ဂတိကအမှာနော်သူတို့အတွက်ပြည့်စုံခဲ့တာဆိုတော့ကျွန်တော်တွေ့ရတယ်အမှာဘာပြောထားလဲတစုံတစ်ပါးမျှမလျော့ဘုရားရဲ့ဂတိတော်တိုင်းအကုန်လုံးနော်ပြည့်စုံတယ်ဆိုတာကိုဖော်ပြထားတယ်နောက်တစ်ခါကျွန်တော်တို့ဒီယောရှုမတ်စာ23ငယ်14ကိုလည်းတစ်ချက်တော့ဖတ်ပြမယ်23ငယ်14မှာငါတော်က
မြေသားအပေါင်းတို့တွားရလမ်းတို့ယနေ့တွားလို့ပြီတင်တို့ဤဖျားသခင်ထာဝရဖျားသည်တင်တို့အဖို့မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမယုတ်မလျော့အကုန်အစင်ပြည့်စုံကြောင်းတင်တို့သည်စိတ်လုံးထဲမှာသိကြ၏ယောရှုပေါ့နော်ယောရှုကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ်ငါတော့ငါဘိုးဘွားတွေတွားတဲ့လမ်းကိုငါတွားရတော့မယ်မြေသားအပေါင်းတွားရတဲ့လမ်းကိုတွားရတော့မယ်ငါမကြခင်သိရတော့မှာအတိတ်ပဲနော်ဒါပေမဲ့ဒီမှာကြည့်လိုက်နော်ဖျားသခင်ကနော်တင်တို့အဖို့မိန့်တော်တင်တို့ကိုဂတိပေးထားတဲ့အရာကောင်းကျိုးတစ်စုံတစ်ပါးမှမကြောက်ခဲ့ဘူးဆိုတော့ယောရှုအနေနဲ့လည်းသက်သေခံတဲ့ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့တော့နော်ဒီမှာဆိုရင်ဘုရားသခင်ရဲ့ဣသရေလလူမျိုးတွေကိုဒီအီဂျစ်ပြည်ကနေထွက်လာတဲ့အချိန်ကနေစပြီးတော့ဂတိတွေပေးတယ်ခါနာန်ပြည်ကိုရောက်တဲ့အထိခါနာန်ပြည်မှာလည်းသူတို့အတွက်ပြင်ဆင်ထားတဲ့အရာတွေကောင်းကြီးမင်္ဂလာတွေပေါ့နော်ဂတိတော်ကောင်းကြီးတွေပေးထားတော်ညာလည်းမခံစားရခဲ့ရတဲ့သူတွေလည်းရှိတယ်ဒီမခံစားခဲ့ရတဲ့သူတွေကတော့ဘုရားသခင်ဒီလမ်းကိုရှောက်ပါဆိုသူတို့မရှောက်ခဲ့ဘူးလွဲချော်သွားတယ်သူတို့ရဲ့ရွေးချယ်မှုပေါ့နော်ဥပမာအဖြစ်တောထဲမှာကြံခဲ့တဲ့အာခံတို့လိုမျိုးဘုရားသခင်ကနော်သွားတိုက်တဲ့အခါမှာဘာမှမယူလာနဲ့ဆိုတာတွေကိုနော်တတ်မှတ်ပြီးတော့ယူလာကောရာတို့နော်ဘုရားသခင်နော်ပုံကန်တယ်နော်ဒီလိုလူတွေဘုရားသခင်ကဂတိပေးထားတော်ညာလဲပဲသူတို့ဒီပြည်ကိုအမွေခံခွင့်မရခဲ့ဘူးနောက်တစ်ခါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းဒီယောရှုကလည်းနဲ့အတူတူတရှို့10ယောက်ပေါ့နော်သူတို့တွေလည်းဘုရားသခင်ဂတိပေးတဲ့ပြည်ကိုသူတို့ဝင်စားခွင့်မရဘူးမကသေးဘူးသူတို့နဲ့အတူတူတက်တူရွယ်တူတွေပေါ့နော်သူတို့ဘုရားသခင်ဂတိပေးတော်ညာလဲဘုရားသခင်ဂတိတော်ပေါ်မှာယုံကြည်ခြင်းမရှိတဲ့အခါမှာသူတို့နှစ်ပေါင်း40တောထဲမှာပြန်လှည့်လည်ပြီးတော့အဲ့ဒီတောထဲမှာပဲတည်ခဲ့ကြရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဘုရားသခင်ဂတိတော်ယုံကြည်တဲ့သူတွေတွေ့ရတော့တကယ်ကိုကောင်းကြီးမင်္ဂလာဘုရားသခင်ဂတိပေးရင်ပေးတဲ့အတိုင်းတည်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့ကျမ်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုဘုရားသခင်ဂတိပေးတဲ့ဒါကိုယုံကြည်တဲ့သူယောရှုကလက်တို့နော်ယာခတ်တို့ဘုရားသခင်လုံမယ်ကောင်းကြီးပေးမယ်ဒီလိုမျိုးကိုကောင်းကြီးပေးမယ်ဆိုတော့ယောရှုကလည်းကတော့နားနဲ့ကြားတယ်ကိုယ်တိုင်သွားမြင်တယ်ဒီနှုတ်နဲ့ပြားရည်စီးတဲ့ပြီးတော့ငါတို့အတွက်ပဲဆိုတာသိတဲ့အခါလာငါတို့သွားတိုက်ကြမယ်ဆိုတော့သူတို့ပြောတယ်နော်သူတို့ရွေးချယ်မှုကြောင့်သူတို့ကကောင်းကြီးခံစားရပြီးတော့ဒီပြီးကိုအမွေခံရတယ်အခြားသောသူတွေနဲ့အတူတော်ထဲမှာသူတို့အနည်း40ပြန်ပြီးတော့လက်လေရတော့ညာလဲပဲသူတို့ကအသက်ရှင်လက်ခန္ဓာမျိုးဝင်ခွင့်ရခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့တော့ယာခတ်ဆိုလဲဘာမစီပါမဆိုင်တပါးမျိုးသားပဲဒါပေမဲ့ဘုရားကိုယုံတယ်ဘုရားကိုယုံကြည်တဲ့အခါကျတော့လေသူလည်းအဲ့ဒီကောင်းကြီးကိုခံစားရတယ်ဒီအမျိုးနွယ်ထဲမှာဝင်လာခွင့်ရပြီးတော့ဒီအမျိုးတွေနဲ့ပေါင်းဆက်ခွင့်ရပြီးတော့မှသူကနေတစ်ဆင့်ရရှိလာတဲ့မျိုးဆက်ကဟိုမှာအေတင်ရှင်ယေရှုဝင်ခွာခဲ့တယ်အဲ့ဒီအထီကိုကောင်းကြီးခံစားရခဲ့ရတယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဘုရားသခင်ရဲ့ဂတိတော်သခင်ယေရှုဘုရားရဲ့ဂတိတော်တွေကိုစောင့်ထိန်ခြင်းနဲ့ပတ်သက်ပြီးတော့ရှင်ဘောလူကသက်သေခံပြောထားတဲ့အရာလည်းရှိတယ်เนาะအဲ့ဒါကဘာလဲเนาะကျွန်တော်နည်းနည်းလေးเนาะကျမ်းစာထဲမှာကြည့်အောင်တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး2ငယ်7ကနေ73မှာเนาะကျွန်တော်နည်းနည်းလေးဖတ်ပြချင်တယ်တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး2ငယ်7ကနေ73မှာသစ္စာစကားဟုမူကားထိုသခင်နှင့်အတူသေလျင်အတူရှင်လိမ့်မည်သီးခံလျင်ထိုသခင်နှင့်အတူစိုးစံလိမ့်မည်ထိုသခင်ကိုငါတို့သည်ညင်းပယ်လျင်ငါတို့ကိုညင်းပယ်တော်မူလိမ့်မည်ငါတို့သည်မယုံကြည်တော်လဲထိုသခင်သည်သစ္စာတည်သည်ဖြင့်ကိုညင်းပယ်တော်မမူနိုင်နော်အဲ့တော့ဘုရားသခင်သစ္စာစကားကပါလေထိုသခင်နဲ့အတူသေမယ်ဆိုရင်အတူရှင်မယ်နော်ရှင်ရတော့ခွင့်ပေးမယ်ဘုရားသခင်ကိုကျွန်တော်ညင်းပယ်လဲသူကကျွန်တော်ညင်းပယ်မှာပဲတဲ့ယုံကြည်ခြင်းမရှိဘူးဆိုပေမဲ့လည်းဘုရားသခင်သူ့ရဲ့သစ္စာပေါ်မှာတည်တယ်ဒီတရားလေးမျိုးတွေကြည့်မယ်ဆိုရင်နော်မယုံကြည်ပေမဲ့လည်းမယုံကြည်တဲ့လူတွေအကုန်လုံးတောထဲမှာကြံခဲ့တယ်ဒါပေမဲ့သူ့ရဲ့သစ္စာတရားသူကဒီနယ်ဒီပြည်တော်ကိုပေးမယ်လို့ပြောထားပြီးတဲ့အခါမှာနော်ဒီပြောထားတဲ့အတိုင်းပြည့်စုံစေခဲ့တယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်တခါကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ်ဆိုရင်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ငယ်18ကနေ20မှာလဲဘုရားသခင်သစ္စာတရားနဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုပြောထားလဲเนาะကျွန်တော်တို့နည်းနည်းလေးကြည့်အောင်18ကနေ20မှာဘုရားသခင်သစ္စာနဲ့ပြည့်စုံတော်မူတဲ့ကဲ့သို့အသင်တို့စီတို့ငါတို့ပေးလိုက်သောစကားသည်ဟုတ်မှန်၏ဟူ၍၎င်းမဟုတ်မမှန်ဟူ၍၎င်းမဆိုလိုငါမဆရဲ့တိလွာနုနှင့်တိမောသေတို့သည်သင်တို့အားဟောပြောသောဘုရားသခင်သားတော်ယေရှုခရစ်သည်ဟုတ်မှန်၏ဟူ၍၎င်းမဟုတ်မမှန်ဟူ၍၎င်းမဆိုလိုပဲကိုတော်မှာဟုတ်မှန်၏ဟူ၍သာဆိုလိုသည်ထိုသခင်မှာဘုရားသခင်၏ဂတိတော်ရှိသည်မြတ်တို့သည်ငါတို့အပြင်ဘုံအတည်တော်ကိုထင်ရှားစေခြင်းကဟုတ်မှန်၏ဟူ၍၎င်းအာမင်ဟူ၍၎င်းဖြစ်သည်ဒီသခင်မှာဘုရားသခင်ဂတိတော်ရှိသည်မြတ်ဘုံတော်ရှိသည်မြတ်အမှာထင်ရှားတယ်ဆိုပြီးတော့လည်းပြောထားတာကျွန်တော်တွေ့ရှိရပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့အတွက်ပေါ့နော်သင်အတွက်ကျွန်တော်အတွက်သင်အတွက်အထူးအဓိပ္ပာယ်ရှိတဲ့ထာဝရဘုရားရဲ့ဂတိတော်တွေရှိသလားပြန်စဉ်းစားကြည့်ပါ
နောက်တစ်ခုကတော့နော်ကျွန်တော်တို့ရဲ့အသက်တာမှာအထူးအတိတ်ပဲရှိတဲ့ဘုရားသခင်ဂတိတော်တွေကဘာတွေလဲနော်သင်နဲ့ကျွန်တော်ပေါ့စဉ်းစားကြည့်ပါနှုတ်ဘတော်ထဲမှာဘုရားသခင်ဂတိတော်တွေပေးထားတယ်အများကြီးရှိတယ်ကျွန်တော်အတွက်ခွန်အားရတာပါရှိတယ်ကျွန်တော်ယုံကြည်ရလောက်အောင်နော်ကောင်းမြတ်တဲ့ဘုရားသခင်ဂတိတော်တွေကဘာလဲအဲ့တော့ဒီသင်ခန်းစာထဲမှာတော့ကျွန်တော်တို့နော်ဘုရားသခင်ဂတိတော်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနော်ကျွန်တော်ကြမ်းချက်ကလေးတွေကျွန်တော်ဖော်ပြပေးခြင်းတယ်တို့အတွက်ခွန်အားရစရာပေါ့နော်အဲ့တော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3ငယ်16 19မှာဘုရားသခင်သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်မိမိ၌တပါးဒီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ချစ်တော်မူ၏လောကီသားတို့အပြစ်စီရင်ခြင်းကဘုရားသခင်သည်သားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းဆေလွတ်တော်မူ၏နော်အဲ့တော့ဘုရားသခင်ကဒီလောကကိုဆင်းလာတယ်အသက်ပေးပြီးတော့ကျွန်တော်တို့ကယ်တင်ခဲ့တယ်ဆိုတာကျွန်တော်တို့တရားစီရင်ဖို့မဟုတ်ဘူးလေကျွန်တော်ကယ်တင်ဖို့ရအတွက်နော်ဘယ်လောက်ထိအားရစရာကောင်းလဲဒါဘုရားသခင်ရဲ့ဂတိတော်တစ်ခုဖြစ်တယ်ကျွန်တော်တို့တစ်ခါပြန်ပြီးတော့နော်ရှမသက်ခရစ်ဝင်ခန်းကြီး7ငယ်28ကနေ30မှာလည်းဗာပြောထားတယ်ဆိုဝန်လေးပင်မသောသူပေါင်းတို့ငါထံသို့လာကြတော့ငါသည်ချမ်းသာပေမည်ငါတဘိုးကိုတင်၍ထမ်းကြတော့ငါထံ၌နီးခံကြတော့ငါသည်နူးညံသိမ်မွေးနှိမ့်ချသောစိတ်တော်ရှိသင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါဝန်လည်းပေါ့၏ဆိုပြီးတော့သခင်ရှုမိမခဲ့တာရှိပါတယ်နော်ဂတိပေးခဲ့တယ်သင်ဝန်လေးနေလားလာခဲ့ပါနော်ငါထံကိုလာပါဆိုပြီးတော့သခင်ရှုကဖိတ်ခေါ်ထားတယ်ငါတဘိုးကလည်းထမ်းဖို့လွယ်ပါတယ်နော်ငါထံမှာလာပြီးတော့နီးခံပါဆိုပြီးတော့နော်ဒါဂတိတော်လည်းပေးထားတယ်သင်ဘဝတက်တာမှာဝန်လေးနေလားပဲ့မန်းနေလားနော်ယောဂဗျာကြောင့်စိတ်ဆင်းရဲနေလားဘယ်လိုအခက်အခဲတွေနဲ့ဝန်တို့တွေပြိနေပါစေတတိယပါဘုရားသခင်စီကိုပြန်လာခဲ့ပါဘုရားသခင်ကျွန်တော်တို့ဖိတ်ခေါ်လက်ရှိတယ်ဝန်လေးနေလားလာခဲ့နော်အဲ့ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေဘလောက်ပဲလောကဓာတ်ကိုခံစားခါးစည်းခံရပြီမဲ့လေစိတ်မပြတ်အာမလျော့ပါနဲ့ဘုရားသခင်ကကျွန်တော်တို့ကယ်တင်ခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတော့လေတတိယစေခြင်းတယ်ဆက်လက်ပြီးတော့လည်းဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး10ငယ်29ငါ29မှာကျွန်တော်တို့ဘာခွန်အားပေးထားတယ်လဲဆိုရင်တော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး10ငယ်29ကနေ29မှာပြောရဆိုရင်ငါတူတို့သည်ငါစကားသံကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုသူတို့ကိုငါသိ၏ထာဝရအသက်ကိုလည်းငါပေး၏ထိုသူတို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်ဘယ်သူမျှထိုသူတို့ကိုငါလက်မှမနှုတ်မယူရထိုသူတို့ကိုငါ၌အပ်ပေးတော်မူသောငါခမည်းတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍အဘယ်သူမျှထိုသူတို့ကိုငါခမည်းတော်၏လက်မှမနှုတ်မယူနိုင်ကြဆိုပြီးတော့သခင်ရှုပြောထားပါတယ်အဲ့တော့ငါတိုးတွေကငါစကားပံကြားပြီးတော့ငါနောက်ကိုလိုက်တယ်နော်သခင်ရှုကသူ့ရဲ့အတန်တော်တွေကိုကျွန်တော်တို့စီကိုဆေလွတ်ထုတ်ထားတယ်နော်အဲ့တော့ဒီနှုတ်ကပတ်တော်အဖြစ်နော်သခင်ဘုရားကိုကျွန်တော်သိတဲ့သူကသခင်ဘုရားစီလာဖို့ရအတွက်ပဲဖြစ်ပါတယ်တခါကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7ငယ်25မှာသခင်ရှုကပြောရဆိုယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်ငါ့ကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မယ်ဆိုပြီးတော့လေသခင်ယေရှုပြောထားတာရှိပါတယ်အဲ့တော့ဒီဂတိတော်တွေကနော်ကျွန်တော်တို့တယောက်စီအတွက်အင်မတန်အရေးကြီးတဲ့အာမခံချက်တွေဖြစ်တယ်ကယ်တင်နိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကိုစီရင်ဖို့မဟုတ်ဘူးကျွန်တော်တို့လောကကြီးမှာနေထိုင်တဲ့ခါမှာလည်းဝန်တို့လေးနေတိုင်းနော်သူ့စီကိုလာဖို့သူ့ရဲ့အတန်ကိုကြားတတ်ဖို့နှုတ်ဘတ်တော်အဖြစ်ပြောလျက်နေတယ်သူ့ကိုယုံကြည်မယ်ဆိုရင်လည်းသေလွန်ပေမဲ့လည်းရှင်မယ်ဆိုပြီးတော့လည်းဂတိတော်ပေးခဲ့တယ်ဒါအပြင်ရှင်ယောဟန်ခန်းကြီး14ငယ်1ကနေ3မှာတဖန်တော့ယေရှုကသင်တို့စိတ်လုံးပူပန်ခြင်းမရှိစေနဲ့ဘုရားသခင်ကိုယုံကြည်ကြလို့ငါ့ကိုလည်းယုံကြည်ကြလို့ငါဖိုက်အိမ်တော်၌နေစရာအခန်းများကြီးသို့မဟုတ်လေမဟုတ်ကြောင်းသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရည်ငါဒီသွားရသင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရရက်၌သင်တို့ရှိစေခြင်းကသင်တို့ကိုငါထံသို့သိမ်းဆဲမယ်ဆိုပြီးတော့သခင်ယေရှုဂတိထပ်ပြီးတော့ပေးထားရှိတယ်အဲ့တော့ကျွန်တော်တို့အတွက်အင်မတန်အဓိပ္ပာယ်ရှိတဲ့ဂတိတော်တွေကဖယားသခင်ကသခင်ယေရှုအပြင်ကျွန်တော်တို့ကိုပြည့်စုံစေခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အခုဘုရားသခင်ကိုယူရေးချင်မယ်ဆိုရင်သင်အတွက်ကျွန်တော်အတွက်ထာဝရအသက်ကလုံးချုံစိတ်ချပြီလောကကြီးမှာနေထိုင်အသက်ရှင်တဲ့အခါမှာလည်းဝန်တို့တွေဘလောက်ပဲပြည်နေပါသခင်ဒါလာခဲ့ပါနော်နှစ်သိမ့်ပေးဖို့အမြဲတမ်းအစဉ်နဲ့ရှိနေတဲ့ဖခင်ဖြစ်ပါတယ်ဟုတ်ပြီနော်တခါကျွန်တော်တို့သင်ခန်းစာနှစ်အခန်းနှစ်လေးရဲ့ခေါင်းစဉ်လူသားဤပူပေါင်းဆောင်ရွက်မှုအရေးပါပေါ့အဲ့တော့ဘုရားသခင်ကဘလောက်ပဲဂတိတွေနော်ပေးနေပါစေသူ့ရဲ့ဂတိတော်ကတော့ပြည့်စုံသွားမှာပဲဒါပေမဲ့ဒီဂတိတော်ကောင်းကြီးကိုခံစားရဖို့ရလူအနေနဲ့ကလည်းရွေးချယ်မှုကလိုအပ်တယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်
အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီယောရှုမတ်စာ23ငယ်1ကနေ9မှာဆိုရင်ဘာပြောထားတယ်လဲဆိုရင်เนาะဖယားသခင်ကအင်မတန်เนาะဒီကျမ်းချက်ကိုကျွန်တော်ဖတ်တဲ့အခါမှာเนาะဖယားသခင်ကတော်လေးကိုချစ်စရာကောင်းတယ်เนาะတကယ်ပဲသူ့ရဲ့ဂတိတော်တွေအပေါ်မှာသူတည်တယ်သူရွေးချယ်ထားတဲ့သားသမီးတွေဆိုသူလုံးဝเนาะဥပက္ခမပြုတ်ဘူးဆိုတော့တွေ့ရတယ်ကျွန်တော်ဖတ်ကြည့်အောင်เนาะထာဝရဘုရားသည်ပတ်ဝန်းကျင်နေသောရန်သူအပေါင်းတို့လက်မှဣသေလမျိုးကိုကယ်လွတ်၍ငြိမ်သက်ခြင်းအခွင့်ကိုကြာမြင့်စွာသောကာလပတ်လုံးပေးတော်မူပြီးမှယောရှုသည်အသက်ကြီး၍အိုမင်းသောအခါဣသေလအမျိုးအသက်ကြီးသူအကဲအမှုတရားသူကြီးအရာရှိသောသူများနှင့်တကွာအမျိုးသားအပေါင်းတို့ကိုခေါ်ပြီးလင်ငါသည်အသက်ကြီးခြင်းအိုမင်းမီသင်တို့၏ဖျားသခင်ထာဝရဘုရားသည်သင်တို့အတွက်ဤလူမျိုးအပေါင်းတို့၌ပြုတော်မူသည်များကိုသင်တို့သည်သိမြင်ကြပြီသင်တို့၏ဖျားသခင်ထာဝရဘုရားသည်သင်တို့ဘက်၌စစ်တိုက်တော်မူပြီးယော်ဒန်မြစ်မှဆက်၍အနောက်ပင်လယ်ကြီးတိုင်အောင်ငါပယ်ရှင်းသည်များသောလူမျိုးနှင့်တကွကျွင်းသေးသောဤလူမျိုးနေသောပြည်ကိုသင်တို့အမျိုးများအမွေခံစရာဖို့စရေးတံချ၍ငါဝေဖန်မည်သင်တို့၏ဖျားသခင်ထာဝရဘုရားဂတိတော်ရှိသည့်အတိုင်းဤလူမျိုးတို့ကိုနှင်ထုတ်၍သင်တို့မမြင်ရအောင်တုတ်တင်ပယ်ရှင်းတော်မူသည်ဖြင့်သူတို့၏မြေကိုသင်တို့သည်အပိုင်ရကြလိမ့်မည်ဘုရားသခင်ကပါလေသူတို့ရှိပါစစ်တိုက်ပေးတယ်ရန်သူတွေကိုနှင်ထုတ်ပေးတယ်နော်ဘုရားသခင်တစ်ဖက်သက်နော်လှုပ်ဆောင်ပေးတာသူရွေးချယ်ထားသောလူမျိုးဖြစ်တဲ့အတွက်ကြောင့်နောက်ပြီးသူ့ရဲ့ဘိုးဘွားပေါ့နော်အာဗြဟံဣဇက်ယာကုပ်တို့ကိုပေးခဲ့တဲ့ဂတိတွေနော်ဒီဂတိတွေကိုပြည့်စုံစေဖို့ရန်အတွက်ဘုရားသခင်ခန္ဓာပြည်ကိုဝင်တဲ့အခါမှာဒီအမှုတွေကိုသူပြုတ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်တခါဒီဣသရေလလူမျိုးတွေအတွက်ဘုရားသခင်ဂတိတော်ပြည့်စုံခြင်းမှာဆိုရင်ဘုရားရဲ့စကားကိုနာခံခြင်းနဲ့လေနော်တော်တော်လေးဆက်နေတယ်ဒီဂတိတော်တွေကိုပြည့်စုံစွာသူတို့ရရှိဖို့ဒီကောင်းကြီးမင်္ဂလာတွေသူတို့ကိုယ်တိုင်ခံစားရဖို့ရန်သူတို့ရဲ့နာခံခြင်းရတယ်အရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ယောရှုမတ်စာ26ငယ်6ကနေ10ကိုကျွန်တော်ဆက်ဖတ်မယ်ဆိုရင်အဲ့ဒါလေးကိုကျွန်တော်တွေ့ရတယ်ဘာရေးထားလဲဆိုတော့သူဖြစ်၍သင်တို့သည်မောရှေ၏ပညတ္တိကျမ်းစာလမ်းမှလက်ရဘက်လက်ဝဲဘက်သို့မလွဲပဲပါသမျှအတိုင်းကျင့်ဆောင်ခြင်းငါ၎င်းသင်တို့တွင်ကျွင်းသေးသောဤလူမျိုးနှင့်မပေါင်းဖော်သူတို့ဖျား၏နာမကိုမွဲ့၍မကျိန်ဆိုဝတ်မပြုဦးမညွတ်ပဲယနေ့တိုင်အောင်ကျင့်တဲ့ကဲ့သို့သင်တို့၏ဖျားသခင်ထာဝရဘုရား၌စီကပ်မိဝဲခြင်းငါ၎င်းအလွန်ရဲရင်သောစိတ်ရှိကြလော့အကြောင်းမူကားကြီးမား၍ခွန်အားနှင့်ပြည့်စုံသောလူမျိုးတို့ကိုထာဝရဘုရားသည်သင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြင့်ယနေ့တိုင်အောင်သင်တို့ရှေ့၌အဘယ်သူမျှမရက်နိုင်သင်တို့တယောက်တော်လဲအခြားသောသူ1000ကိုပြေးစေလိမ့်မည်အကြောင်းမူကားသင်တို့၏ဘုရားသခင်ထာဝရဘုရားသည်ဂတိတော်ရှိသည့်အတိုင်းသင်တို့ဘက်၌စစ်တိုက်တော်မူ၏ဆိုတော့ပြောတာအဲ့တော့ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်နော်ဘုရားသခင်သူတို့ဘက်မှာရှိရခြင်းအကြောင်းရင်းရပါတယ်သူတို့ဘုရားသခင်စကားကိုနားထောင်နေတဲ့၍ဘုရားသခင်ပေးတဲ့ဒီပညတ်တရားတွေကိုသူတို့စောင့်ရှောက်နေတဲ့၍လက်ရဘက်လက်ဝဲဘက်မလွဲဘက်နဲ့လိုက်လျှောက်နေတဲ့၍ဘုရားသခင်သူတို့ဘက်မှာယက်တီပေးတယ်ရန်သူတွေမောင်းထိပ်ပေးတယ်သူတို့ဘက်မှာစစ်တိုက်ပေးတယ်ဆိုတော့တွေ့ရတယ်အငယ်7လေးမှာကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်တို့ဖြစ်သင်တို့ဘုရားသခင်ထာဝရဘုရားကိုချစ်ခြင်းကကိုယ်စိတ်နှလုံးကိုတည်ပြုကြလော့အဲ့တော့ဒီယောရှုနဲ့ဣသရေလလူမျိုးတွေသူတို့ရင်ဆိုင်ရတဲ့ဒုက္ခပြဿနာတွေအားလုံးကကျွန်တော်တို့အခုလောကကြီးမှာကျွန်တော်ရင်ဆိုင်ရတဲ့ဒုက္ခပြဿနာတွေပဲအဲ့တော့ဒီပြဿနာကိုဖြေရှင်းတဲ့အခါမှာဘုရားသခင်ကိုယ်တိုင်ကဖြေရှင်းပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်လူသားတွေဘက်ကနေပြီးတော့တခုပဲဘုရားသခင်နဲ့ပေါင်းစည်းလုပ်သွားပါလေဘုရားသခင်ကိုထာဝရဘုရားကိုချစ်ခြင်းနော်ဘုရားသခင်ကိုချစ်ဖို့ကြိုးစားပါလေချစ်ဖို့ကြိုးစားပါဘုရားသခင်ကိုချစ်တတ်လာပြီဆိုရင်ကျွန်တော်တို့ကသခင်ယေရှုပြောသလိုပဲငါ့ကိုချစ်တယ်ငါပြညတ်ကိုစောင့်ရှောက်ကြတော့ဘုရားသခင်ကိုချစ်လာပြီဆိုရင်ကျွန်တော်တို့စောင့်ရှောက်ဖို့ကဝန်မလေးတော့ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ဘုရားသခင်မှာထားတဲ့စကားတွေကိုလိုက်ပြီးတော့လှုပ်ဆောင်ပေးဖို့ဝန်မလေးတော့တကယ်ပဲချစ်တတ်လာတဲ့အခါမှာကျွန်တော်တို့စကားနားထောင်လိမ့်မာတဲ့ကလေးတွေဖြစ်လာတော့เนาะအဲ့တော့ဒီဂတိတော်တွေပြည့်စုံစေဖို့ရန်အတွက်ကလည်းလူသားတွေအနေနဲ့ဘုရားသခင်နဲ့ပေါင်းစည်းပြီးတော့လှုပ်ဆောင်ရမယ်အရာကတော့ဘာမှခက်ခဲမို့ဘုရားသခင်စိတ်လုံးအကျွမ်းမဲ့တဲ့ချစ်ခြင်းပဲဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်တရားဟောတဲ့ကျမ်းခန်းကြီး6ငယ်3ကနေ9မှာလဲเนาะဒါကျွန်တော်တို့အမြဲတမ်းပဲဖတ်နေတဲ့ကျမ်းချက်ပေါ့နော်တရားဟောရကျမ်းခန်းကြီး6ငယ်3ကနေ9မှာအိုးဣသရေလမျိုးဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဂတိတော်ရှိသည့်တိုင်သင်တို့သည်နှုတ်နှင့်ပြားရည်စီးသောပြည်၌ချမ်းသာရ၍အလွန်ပွားများမည်အကြောင်းနားထောင်လော့တတိနှင့်ကျင့်ဆောင်လော့အိုးဣသရေလမျိုးနားထောင်လော့ငါတို့၏ဘုရားသခင်ထာဝရဘုရားသည်တဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏သင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှနဲ့ဘာဖြစ်လဲချစ်လို့သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှနဲ့ချစ်လို့အဲ့တော့ဒီအရာလေးပဲဘုရားသခင်ကိုကျွန်တော်တို့လုံးလေးနှလုံးသားထဲကနေကျွန်တော်ချစ်တက်လာတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ရဲ့လောကမှာရင်ဆိုင်ရတဲ့အခက်အခဲတွေနောက်ထပ်တွေတိုက်ပွဲတွေအားလုံးဘုရားသခင်ကိုယ်တိုင်ဖြည့်ရှင်းပါဝင်တိုက်ပွဲဝင်ပေးမယ်ဆိုတော့ဂတိတော်ပေးထားတာဖြစ်တယ်ဒါမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဘုရားပဲယောရှုခေတ်တော့ကိုးကွယ်တဲ့ဘုရားဒီနေ့ဒီအချိန်မှာလည်းကျွန်တော်ကိုးကွယ်နေတဲ့
ဖရားပဲဖြစ်တယ်เนาะကျွန်တော်တို့ပြည့်စုံခြင်းဟိုပေးခြင်းနဲ့ဖရားဖြစ်တယ်အဲ့တော့ဒီဖရားသခင်နဲ့နားထောင်တဲ့ဆက်ဆံရေးပေါ့နော်ကျွန်တော်တို့နဲ့ဖရားသခင်ကြားမှာနားထောင်တယ်နားခံတဲ့ဒီဆက်ဆံရေးအရေးကြီးပုံပေါ့နော်သခင်ယေရှုကသူ့ရဲ့ဩဝါဒတုံ့တင်မှုတွေပေးတဲ့အခါမှာသူဘယ်လိုအလေးထားပြီးတော့ဖော်ပြခဲ့တယ်ဆိုတော့ကျွန်တော်နည်းနည်းလေ့လာကြည့်အောင်နော်ဒီမှာဆိုတော့ရှင်လုကာခရစ်ဝင်ခန်းကြီး6ငယ်46ကနေ49မှာဖော်ပြထားဆိုတော့ငါစကားကိုနားမထောင်ပဲလျက်ငါကိုသခင်ဟုအဘယ်ကြောင့်ခေါ်ကြသနည်းငါထံသို့လာ၍ငါစကားကိုကြားသည့်အတိုင်းနားထောင်သောသူသည်အဘယ်သူနှင့်တူသည်နည်းဟုမူကားတိုက်ကိုတီသောအခါနှက်စွာတူ၏ကြောက်ပေါ်မှာတိုက်မြင့်ချသောသူနှင့်တူ၏မြင့်ရထားသဖြင့်ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါကြောက်ပေါ်မှာတီလျက်ရှိသောကြောင့်မလုံနိုင်ရာငါစကားကိုကြား၍နားမထောင်သောသူမူကားအခုအခန့်မရှိပဲမြေပေါ်မှာတိုက်ကိုတီသောသူနှင့်တူ၏ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါချက်ချင်းလဲ၍အကုန်စင်ပြိုပြက်လေသည်ဟုဟောတော်မူ၏နော်အဲ့တော့ခင်ရှုကိုယ်တိုင်ပါပြောလဲငါစကားကိုနားမထောင်မနဲ့ငါ့ကိုသခင်တို့ပါကြလာပြီးတော့ခေါ်တာလေနော်အဲ့တော့ဖခင်သခင်နဲ့လူရဲ့ဂျားမှာနာခံခြင်းနာဆက်ဆံခြင်းကအင်မတန်အရေးကြီးတယ်အဲ့တော့ဖခင်သခင်စကားကိုနားထောင်မှဆိုတော့ကြောက်ပေါ်မှာတည်တဲ့အိမ်ဖခင်သခင်စကားကိုနားမထောင်ဘူးဆိုတော့တေးုံမှာတည်တဲ့အိမ်အင်မတန်လွယ်ကူစွာပြိုလဲသွားမယ်ဆိုတာကိုလည်းတတိပေးထားတယ်အဲ့တော့ဘုရားသခင်နဲ့ကျွန်တော်ဆက်ဆံရေးမှာဆိုရင်လူသားနဲ့ပူပေါင်းပြီးတော့ဘုရားသခင်ဂတိတွေပေးထားပြီးတော့ဒါပေမဲ့လူကနားထောင်ခြင်းနဲ့ပူပေါင်းလာမယ်ဆိုရင်အဲ့ဂတိတွေရဲ့ကောင်းကြီးကိုခံစားရခွင့်ဘုရားသခင်ပေးမှာဖြစ်တယ်အဲ့ကောင်းကြီးတွေကကျွန်တော်ခံစားဖို့ရန်အတွက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ခုနကနော်ပထမသင်ခန်းစာမှာကျွန်တော်ကြည့်မယ်ဆိုဘုရားသခင်ကသူ့ဂတိပေးတဲ့အတိုင်းနည်းနည်းမှတစ်ခုမှမရွေ့မလျော့ဘူးအကုန်လုံးပြည့်စုံတယ်ဒီကောင်းကြီးကပြည့်စုံပြီးသားပဲဒါပေမဲ့ရွေးချယ်ပြီးတော့လူချင်းတဲ့လူပဲရမှာနော်ဘုရားသခင်ကိုချစ်ဖို့ရွေးချယ်တဲ့သူပဲရမှာဘုရားသခင်စကားကိုနားထောင်ဖို့ရွေးချယ်တဲ့သူပဲဒီကောင်းကြီးကိုရမယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရှိရတယ်တခါရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်15မှာဒါကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲငါ့ကိုချစ်လင်ငါပညတ်တော်ကိုဆောင်ရှောက်ကြလို့ချစ်တက်လာတဲ့အခါမှာဘုရားသခင်နဲ့ကျွန်တော်တို့ဆက်ဆံရေးရတဲ့ကပဲယဉ်နီးလာတဲ့အခါမှာကိုချစ်တဲ့လူရဲ့စကားကိုနားထောင်ဖို့ကကျွန်တော်ဘာမှဝန်တော့ဝန်ဖို့မဖြစ်တော့ဘူးเนาะအဲ့တော့ဒီချစ်ချင်းမေတ္တာဆိုတာကျွန်တော်တို့ရဲ့ရွေးချယ်ခြင်းနော်လူတယောက်ကချစ်တဲ့ချင်းဟာဆိုရင်ဘာဖြစ်လဲဒီလူတယောက်ရွေးချယ်ပြီးတော့ချစ်တာချစ်မိတဲ့သူတယောက်အတွက်တာပါလဲအကောင်းဆုံးတွေပဲပေးခြင်းတယ်သူမတောင်းခင်ကြတဲ့ကျွန်တော်ပေးခြင်းတာဖြစ်တယ်အဲကြောင့်မလို့ခုနကတော့ဒီတရားဟောရကျမ်းခန်းကြီး6ငယ်3နဲ့5မှာပါပြောရတယ်ဘုရားကစိတ်နှလုံးအကျွင်းမဲ့အစွမ်းတတ်တဲ့ရှင်မြတ်နဲ့ချစ်ပါအဲ့လိုချစ်တက်လာပြီးဆိုရင်ဘုရားအတွက်ပဲကျွန်တော်ဘုရားအတွက်ငါဘာလုပ်အောင်လဲဘုရားအတွက်ဘာလို့အပ်နေလဲဒါနော်လုပ်ဖို့ပဲကျွန်တော်စဉ်းစားကြတော့မှာဖြစ်တယ်တခါเนาะကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်မယ်ဆိုရင်သခင်ယေရှုရဲ့ကျေးဇူးပြုခြင်းအမှုမှာသခင်ယေရှုဒီလောကကြီးမှာအသက်ရှင်ခြင်းကာလတော့နော်သူကျေးဇူးပြုတာရှိယောဂါတွေပြောက်ကင်းစေတာရှိတယ်နော်ကြွေးမွေးတာတွေဆော့ရှော့တာတွေရှိတယ်အဲ့တော့ဒီအရာတွေထဲမှာသူပြုခဲ့သောအမှုမှာသူနဲ့သူပူပေါင်းလှုပ်ဆောင်ပြီးတော့ဒီကောင်းကြီးခံစားခဲ့ရတဲ့အဖြစ်အပျက်လေးတွေကျွန်တော်နည်းနည်းလေးကြည့်အောင်နော်အဲ့တော့ရှင်ယောဟန်ခန်းကြီး9ငယ်9မှာဆိုရင်တော့ဒီမျက်မမြင်တရားပေါ့နော်ဒီမျက်မမြင်တရားကိုသူသခင်ယေရှုလာတဲ့ခါမှာသခင်ယေရှုကပါတာသူ့ကိုခေါ်သွားပြီးတော့ဒီရှွန့်ထဲကိုစတွေးထွေးလိုက်ပြီးတော့ရှွန့်နဲ့စတွေးနဲ့ရောပြီးတော့သူမျက်မမြင်ရဲ့မျက်စိကိုတခါတည်းပုတ်လိမ့်ပေးလိုက်တယ်ပြီးတဲ့ခါမှာသွားနော်ရှီလောင်ကမှာသွားပြီးတော့မင်းရဲ့မျက်စိကိုဆေးလိုက်ပါသခင်ယေရှုပြောတဲ့ခါမှာအဲ့လူကမဆိုင်မတော့ပဲနော်ရှီလောင်ကောင်သူသွားတယ်ယုံကြည်ခြင်းဒီမှာတော့ဗာလဲစတွေးထွေးပြီးတော့နော်ဟာညက်ပတ်လိုက်တာဆိုပြီးတော့လည်းသူမထွေးဘူးနော်ဒါသူ့ရဲ့ယုံကြည်ခြင်းကသခင်ယေရှုဖျားလုပ်တယ်ဆိုရင်ပြောက်ပါမယ်အဲ့တော့ဒီမှာသခင်ယေရှုကနော်လိမ့်ပေးလိုက်တယ်သွားအမစီလောင်ကမှာသွားပြီးတော့ဆေးလိုက်ဒီတိုင်းပဲသူသွားတယ်သူသွားဆေးတယ်အဲ့ခါမှာဘုရားသခင်နော်သူ့ရဲ့ခံစားနေရတဲ့ဒီမျက်စိမမြင်ခြင်းဝင်တာလုံးဝရောက်ကင်းသွားပြီးတော့မျက်စိပြတ်မြင်ခြင်းခွင့်ရတယ်ဘာလဲအဲ့ဒါတော့ဘုရားသခင်ကျေးဇူးတော်မှာဆိုရင်ဒီလူသားကသူ့ရဲ့ယုံကြည်ခြင်းနဲ့သူပူပေါင်းလိုက်တာသခင်ယေရှုဖျားကတော့ပျောက်ကင်းခြင်းကိုပေးတယ်ဒါပေမဲ့ तू ကအဲ့ဒီမှာပဲရက်နေတယ်ဆိုရင်တော့ तू အဲ့ဒီကောင်းကြီးကို तू ခံစားရမှာမဟုတ်ဒါပေမဲ့ तू သွားတယ်သူသွားတဲ့အခါမှာသူဒီသူကျေးဇူးကိုရရှိခဲ့တယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်တခါကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7ငယ်39မှာကျွန်တော်အားလုံးသိတဲ့အတိုင်းလာဇရုတင်ញိုင်းထဲမှာနေရာ4ရက်ရှိပြီသခင်ယေရှုရောက်ရှိသွားတဲ့အခါမှာကြောက်တုံးကိုလိမ့်ပလိုက်ဖွင့်လိုက်ဒီဂူကိုဖွင့်လိုက်တော့သခင်ယေရှုပြောတဲ့အခါမှာပထမတော့လာပြီးတော့4ရက်တော့ရှိပြီနော်သူရဲ့အမလာပြီးတော့ပြောတယ်4ရက်တော့ရှိပြီပုံနေမှာပေါ့ဒါပေမဲ့သခင်ယေရှုကပြောတယ်ဖွင့်လိုက်နော်ဖွင့်လိုက်တော့ပြောတဲ့အခါမှာသူတို့ဒီကြောက်တုံးကိုလိမ့်လိုက်တဲ့အခါမှာနော်သခင်ယေရှုလာဇရုကိုကြီးသောအတန်နဲ့နော်ခေါ်ထုတ်တဲ့ကွာလာဇရုလည်းထွက်လာတယ်အဲ့တော့ဖခင်ရဲ့ဂျေဇုကရုဏာနဲ့အတူယုံကြည်ခြင်းနာခံခြင်းပေါ့နော်နာခံခြင်းသူတို့လှုပ်ပါလို့ပြောတဲ့အခါမှာလိုက်လှုပ်တဲ့အခါမှာနော်ဒီဖခင်ရဲ့ပေးတဲ့ကောင်းကြီးကိုခံစားရတယ်ဆိုတော့လေကျွန်တော်တွေ့ရှိရတယ်
တခါကျွန်တော်တို့ရှင်မတဲ့ခန်းကြီး30ငယ်9ကနေ10မှာကျွန်တော်ကြည့်မယ်ဆိုရင်လည်းသခင်ရှုသွေးတပည့်တော်တွေကိုဒီယောဂပျောက်ကင်းစေဖို့နှက်ဆိုးတွေကိုနှင်ထုတ်ဖို့သူဆေလွတ်လိုက်တယ်နော်လူတွေတဲကိုသူဆေလွတ်လိုက်တယ်အဲ့တော့ဆေလွတ်လိုက်တဲ့အခါမှာသူရဲ့တပည့်တော်တွေကသွားကြတယ်နှက်ဆိုးတွေနှင်ထုတ်ကြတဲ့ယောဂတွေပျောက်ကင်းစေကြတယ်မျက်စိမမြင်တဲ့လူမြင်ကုန်နော်လမ်းလျှောက်တဲ့လူတွေလျှောက်တတ်ကုန်တယ်သခင်ရှုပြုတော်အမှုတွေအကုန်လုံးသူတို့သွားပြီးတော့ပြုလုပ်နိုင်ခဲ့တယ်ပြန်လာတယ်သူတို့ဝမ်းမြောက်ဝမ်းသာစွာနဲ့ပြန်လာပြီးတော့သူတို့ရဲ့တွေ့ကြုံပြန်လာပြီးတော့သခင်ရှုပြောပြတဲ့အခါမှာသူတို့ဝမ်းမြောက်ကြတယ်အဲ့တော့သခင်ရှုရပါလေသူတို့ကိုနတ်ဆိုးတွေနင်ထုတ်နိုင်ဖို့ယောဂတွေပျောက်ကင်းစေသောလူကိုယ်တွေကိုဆုတောင်းဗိသိက်ပေးပြီးတော့သူတို့ဆေလွတ်လိုက်တဲ့အခါမှာသူတို့ရဲ့နာခံပြီးတော့သွားတဲ့အခါမှာဒီကောင်းကြီးတွေကိုသူတို့ခံစားရတာကျွန်တော်တွေ့ရှိရတယ်တခါဒီရှမတ်တဲ့ခရစ်ဝင်ခန်းကြီး14ငယ်19 20မှာလည်းမုံ9လုံးလေးနဲ့9နှစ်ကောင်နဲ့သခင်ရှုပြလူ9000ကိုကျွေးခဲ့တာဒါကကျွန်တော်အားလုံးသိတဲ့အရာပဲဖြစ်တယ်အဲ့တော့လူတွေရဲ့ယုံကြည်ခြင်းနဲ့ပါဝင်ခြင်းပေါ့နော်ဒီကလေးလေးကလည်းသူ့ရဲ့မုံ9လုံးနဲ့9နှစ်ကောင်သခင်ရှုလာပြီးတော့အနေနဲ့သခင်ရှုကလည်းချိုးဖက်ပြီးတော့ကောင်းကြီးပေးပြီးတော့တပည့်တော်တွေကိုလိုက်ပြီးတော့ဝေခိုင်းလိုက်တဲ့အခါမှာအားလုံးစားလောက်ရုံမကဘူးဘာဖြစ်လဲပိုရှန်သေးတယ်နော်12တောင်းတော့ပိုရှန်သေးတယ်ဆိုတော့ဒါကသခင်ဖခင်ကကဲသွားဝေလိုက်လို့ပြောတဲ့အခါမှာစောတကတက်လို့ရတာအများကြီးရှိတယ်လက်တွေ့မဆောင်ဘူးလေနော်မဖြစ်နိုင်ဘူးလေဒါဒီကြီးကနော်စောတကတက်နိုင်တော့ညာလည်းပဲသူတို့သခင်ဖခင်လှုပ်ဆိုသူတို့လိုက်လှုပ်တဲ့အခါမှာနော်ဒီကောင်းကြီးတွေနော်ဘုရားသခင်ကြိုတင်ပြင်ဆင်ထားပေးတဲ့ကောင်းကြီးတွေကိုသူတို့ခံစားရတယ်ဆိုတော့တွေ့ရှိရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာမှာလဲနော်ဘုရားသခင်ကကျွန်တော်ဖိတ်ခေါ်တယ်နာခံခြင်းရှိဖို့ဘုရားသခင်ဒါလှုပ်ပါနော်မင်းတို့ဒီကောင်းကြီးတွေပြင်ဆင်ထားပေးတယ်လှုပ်ပါလို့ပြောရင်ကျွန်တော်လှုပ်ပါအသင်အသက်တာမှာဘုရားသခင်ဘာသင်ကိုဘာလှုပ်ဖို့ပြောလဲနှုတ်ကပတ်တော်အားဖြင့်သင်ကိုဘာလှုပ်ဖို့တုံအားပေးလဲဖြင်းခြင်းသောအတန်နဲ့အနောက်ကနေသင်ကိုဒါလှုပ်ပါဒါမလှုပ်ပဲဘာနဲ့လို့ထင်းချောင်းလမ်းညွန်ပေးနေတာဘာတွေလဲနားထောင်ကြည့်ပါဘုရားသခင်ပြောတဲ့စကားတော့ကြားတဲ့အခါမှာတုံ့ပြန်ပါနော်လှုပ်ဆောင်ပါဘုရားသခင်တကယ်ပဲသူ့ပြင်ဆင်ထားပြီးတော့ကောင်းကြီးမင်္ဂလာတွေကိုသင်တို့ကိုပြည့်စုံစွာအနှင်ပေးမယ်ဆိုတာကိုဘုရားသခင်ဂရုတော်ရှိပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီအခုအခန်း3ကိုရောက်ရှိလာပြီနော်အခန်း3ရဲ့ခေါင်းစဉ်အောင်ထာဝရဘုရားသစ္စာမရှိခြင်းပေါ်တတိပေးခြင်းအဲ့တော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းလေးကြည့်အောင်ဒီမှာဆိုရင်တော့ဒီယောရှုမတ်စာ23ငယ်9ရဲ့အငယ်7-73မှာဆိုရင်ယောရှုဟာဆိုရင်မိမိရဲ့နှုတ်ဆက်မိမ့်မာချက်မှာဣသေလလူမျိုးတွေကိုဘယ်လိုတတိပေးချက်တွေပေးခဲ့တယ်လေเนาะအဲ့ဒါလေးကိုเนาะကျွန်တော်နည်းနည်းလေးဖတ်ကြည့်အောင်တတိပေးချက်ပေါ့เนาะယောရှုရဲ့တတိပေးချက်ယောရှုမတ်စာ23ငယ်9မှာဗာပြောထားလဲဆိုရင်เนาะ9နဲ့10မှာသင်တို့တွင်ကျွင်းသေးသောဤလူမျိုးနှင့်မပေါင်းဖော်သူတို့ဖျား၏နာမကိုမွဲ့၍မကြိမ်ဆိုဝတ်မပြုတ်ဝမညွတ်ပဲယနေ့တောင်ကျင့်တဲ့ကဲ့သို့သင်တို့ဖျားသခင်ထာဝရဘုရား၌စီကပ်မိဝဲခြင်းက၎င်းအလွန်ရဲရင်သောစိတ်ရှိကြတော့ဘုရားသခင်မှာစီကပ်မိဝဲပါအခြားသောဘုရားတွေရှိမှတွားပြီးတော့ဥမညွတ်ပါနဲ့ဆိုတာတော့ယောရှုကသူတို့တတိပေးတယ်တခါ7-73မှာပြောထားတယ်သို့မဟုတ်သင်တို့သည်ရွေလျော့၍သင်တို့တွင်ကြံကျွင်းသေးသောဤလူမျိုးတို့၌မိဝဲလျက်ထိမ်းများပေးစား၍ပေါင်းဖော်ဆက်ဆံခြင်းရှိလျင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်နောက်တစ်ဖန်ဤလူမျိုးတို့ကိုသင်တို့ရှေ့၌နှင်ထုတ်တော်မူသင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူ၍ကောင်းမွန်သောဤပြည်၌သင်တို့သည်မပြောက်မပြက်မိတိုင်အောင်သူတို့သည်သင်တို့၌ကြော့ခွင်းထောင်ချောက်သင်တို့နံဆောင်၌နင်းတံသင်တို့မျက်စိ၌ဆူးဖြစ်ကြလိမ့်မည်အကြောင်းကိုဧကံအမှသိမှကြလောအဲ့တော့ခုနကဘုရားသခင်ကိုစီကပ်ခြင်းငါအလွန်ရဲရင်ပါလို့ပြောတဲ့ဟဲ့အဲ့ဒီအရာတွေကိုမလုပ်ဘဲနဲ့ရွေ့လျော့မယ်ဆိုရင်နော်ဘုရားသခင်သင်တို့ဘက်မှာမရှိတော့ဘူးဆိုပြီးတော့ယောရှုကတတိပေးခဲ့တဲ့အရာလည်းကျွန်တော်တွေ့ရှိရတယ်အဲ့တော့ယောရှုရဲ့ဒီတတိပေးချက်ကဒီနေ့နော်ဒီအချိန်ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်ရဲ့ဘဝနဲ့လည်းဘယ်လိုမျိုးသက်ဆိုင်နေသလဲကျွန်တော်တို့နည်းနည်းလေးထပ်ပြီးတော့ဒီဓမ္မသစ်ကျမ်းထဲမှာကျွန်တော်ကြည့်အောင်နော်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်15ကနေ19မှာဒီယောရှုရဲ့တတိပေးချက်เนาะဒီတတိပေးချက်တွေအားဆိုရင်ကျွန်တော်တို့ဒီနေ့ဘဝသက်တာမှာဘယ်လိုသက်ဆိုင်မှုရှိသလဲကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ကြည့်အောင်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်15ကနေ19မှာเนาะကျွန်တော်တို့တစ်ချက်ကြည့်မယ်လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနှင့်လောကကိုချစ်တော်သူမည်သည်ကခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိလောက၌ရှိသမျှသောအရာဒီဟုသောကိုယ်ကာယတတ်မဲ့ခြင်းမျက်စိတတ်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြခြင်းတို့သည်ခမည်းတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မဲ့ခြင်းသည်၍သွားကွယ်ပြောက်တတ်၏ဘုရားသခင်အလိုတော်နှင့်ညီကျင့်သောသူမူကားနိစ္စထာဝရတည်၏ဆိုပြီးတော့ခေါ်ပြထားတာကျွန်တော်တွေ့ရှိရတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘဝအသက်တာမှာလဲလောကရဲ့တတ်မဲ့ခြင်းတွေအရာအားလောကနဲ့ဆိုင်တဲ့အရာတွေကျွန်တော်တို့စိတ်လုံးထဲမှာဆွဲလန်းတတ်မဲ့ခြင်းတွေမရှိဖို့ကျွန်တော်တို့တို့သင်ထားတယ်
နော်အဲ့တော့ဘုရားသခင်ရဲ့အလိုတော်နဲ့ညီကျင့်တဲ့သူတွေကတော့နေစာထာဝရတည်တယ်ဆိုတော့ဒါကနော်ကျွန်တော်တို့ဆင်ခြင်စရာပေါ့နော်ဘုရားသခင်နှုတ်ကပတ်တော်ကျွန်တော်တို့သတိပေးတယ်ရှိတယ်အဲကြောင့်ဖယားထက်ကျွန်တော်ဒီလောကအရာတွေထဲမှာအချိန်ကြီးရှုပ်တယ်နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖတ်ဖို့အချိန်မရလောက်အောင်ဆုတောင်းဖို့အချိန်မရလောက်အောင်ဘုရားအတွက်သက်သေခံဖို့ရန်အတွက်တောင်မှကျွန်တော်တို့ခွန်အားမရှိလိုက်အောင်အချိန်မရှိလောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ဒီအချိန်မှာပြန်ပြီးတော့ဆင်ခြင်သုံးသပ်ရမယ့်အရာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခါပြန်ပြီးတော့ဒီမှာဆိုရင်ထာဝရဘုရားသစ္စာမရှိရန်စုံစမ်းခြင်းခံရသောအခါအဲ့တော့ဘုရားသခင်သစ္စာမရှိဖို့စုံစမ်းခြင်းခံရတဲ့အခါမှာတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုဘာဂတိတော်တွေပေးထားတယ်လေတဲ့နော်အဲ့ဒါလေဘုရားသခင်ကျွန်တော်တို့ကိုဖော်ပြထားတဲ့အရာခွန်အားပေးထားတာဖြစ်တယ်ကျွန်တော်နည်းနည်းလေးကြည့်အောင်နော်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး10အငယ်73မှာပြောထားလေနော်လူ၌ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုသင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူသင်တို့သည်ခံနိုင်မည်အကြောင်းစုံစမ်းနောက်ဆက်ခြင်းအရာနှင့်တကွထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဆိုပြီးတော့ကျွန်တော်အားပေးထားတယ်အဲ့တော့ဒီလောကဒံလောကီရေးရအထက်မှာကျွန်တော်အသက်ရှင်လို့ရှာသွားလာတဲ့အခါမှာလေဒီခါတည်းမှာဘုရားသခင်ဘက်မှာတစ္ဆာမရှိဘူးဒုက္ခဆင်းရဲတွေစုံစမ်းခြင်းတွေပြင်ဆင်ရတဲ့အခါမှာလွယ်နဲ့အရှုံးပေးဖို့စိတ်ပြတ်ဖို့စုံစမ်းခံရတဲ့အခါမှာဒီကျမ်းစာတွေတတိယပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကမခံနိုင်တဲ့စုံစမ်းခြင်းတွေကိုမပေးဘူး။ဘုရားသခင်တစ္ဆာနဲ့ပြည့်စုံတယ်ဆိုတာကိုလည်းကျွန်တော်တို့ဂတိပေးထားတယ်နော်။ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ဆက်ပြီးတော့ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး4ငယ်9ကနေ10မှာပြောထားလဲနော်ကျွန်တော်ကြည့်အောင်။ထို့ကြောင့်ဘုရားသခင်အလိုတော်တို့လိုက်ကြလော့မာနကိုစီတားကြလော့တို့ပြုလင်သူသည်တင်တို့ထံကပြေးသွားလိမ့်မည်ဘုရားသခင်၌ချင်းကပ်ကြလော့တို့ပြုလင်တင်တို့၌ချင်းကပ်တော်မူလိမ့်မည်အပြစ်ရှိသောသူတို့တင်တို့လက်ကိုစင်ကြယ်စေကြလော့စိတ်နှခွရှိသောသူတို့တင်တို့စိတ်နှလုံးကိုတန့်ရှင်းစေကြလော့ဆင်းရဲညှို့ညင်ခြင်းစိတ်မသာညှိတွားခြင်းငိုကြွေးမိတမ်းခြင်းရှိကြလော့တင်တို့ရေခြင်း၌စိတ်မသာညှိတွားခြင်းဖြစ်စေကြလော့ဝမ်းမြောက်ခြင်းကိုလည်းဝမ်းနည်းခြင်းဖြစ်စေကြလော့ဘုရားသခင်ရှေ့တော်၌ကိုနှိမ်ချကြလော့တို့ပြုလင်တင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်ဆိုပြီးတော့လေကျွန်တော်တို့အားပေးထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့မာနကိုစီတားပါเนาะကျွန်တော်တို့အားပေးထားတယ်မာနကိုစီတားရမယ်ဘုရားသခင်နှုတ်ကပတ်တော်ထဲမှာဘုရားသခင်ပေးတဲ့ခွန်အားနဲ့ကျွန်တော်တို့မာနကိုစီတားနိုင်တယ်စုံစမ်းခြင်းခံရတဲ့ခါမှာနှုတ်ကပတ်ကျမ်းစာကကျွန်တော်တို့ဂတိပေးထားတယ်เนาะဘုရားသခင်ရွေးချယ်လက်လျှောက်မှဆိုရင်ကျွန်တော်အောင်မြင်နိုင်တယ်အဲ့တော့ဘုရားသခင်အားဆိုရင်မေတ္တာတော်ရှင်ဘုရားဖြစ်ပါလျက်နဲ့ထာဝရဘုရားရဲ့အမျက်တော်ဘုရားသခင်ဒေါသကိုကျွန်တော်ဘယ်လိုရှင်းပြမလဲဘုရားသခင်မေတ္တာရှင်ဖြစ်တယ်ဒါပေမဲ့ဒေါသအမျက်လည်းထွက်တယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာရှင်းဖြတ်ရရှိတယ်ကျွန်တော်နည်းလေးကြည့်အောင်နော်ဒီရှင်းအောင်ဩဝါဒစာပထမဆုံးအခန်းကြီး4ငယ်8မှာတော့ဗာပြောထားတယ်ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တော်မူတယ်ဘုရားသခင်ချစ်ခြင်းမေတ္တာဖြစ်တယ်အဲ့တော့ဘုရားသခင်ဒေါသအမျက်ကလည်းဗာလေဘုရားသခင်ကိုသူ့သားသမီးတွေလမ်းလွဲပြီးတော့အခြားသောသူဖန်ဆင်းထားသောအရာများကိုကိုးကွယ်တဲ့အခါမှာလမ်းလွဲသွားတဲ့အခါမှာဘုရားသခင်ကနော်ဒီအမျက်တော်ထွက်တယ်နော်သူ့စီကိုပြန်ပြီးတော့ဖဲခေါ်ခြင်းတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဒေါသအမျက်ကကျွန်တော်တို့ကဲ့တင်ခြင်းဆုံးရှုံးဖို့ရန်အတွက်ရည်ရွယ်တာမို့သူ့ထံကိုပြန်လာဖို့ရန်ပြန်လဲဆွဲခေါ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်တခါကျွန်တော်ဒီရှင်ပေတုဩဝါဒစာဒုတိယစာအခန်းကြီး3ငယ်9မှာပြောထားလို့ဆိုရင်လူအချို့တို့သည်နေခြင်းကိုမှတ်သည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှာနေတော်မူငါတို့တွင်အဘယ်သူမျှမပြည့်စည်ပဲရှိသမျှတို့သည်နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့သိခံတော်မူ၏အဲ့တော့ဘုရားသခင်ကျွန်တော်ရှိသမျှတဲ့လူတွေအားလုံးနောင်တရဖို့ရအတွက်ဘာကြောင့်လဲဘုရားသခင်တချို့ကနီးတယ်လို့ထင်တယ်တဲ့ဟိုဘုရားသခင်ကြွလာဖို့လေဘိုးဘေးပြီးခင်တွေကပြောနေတာတကားမှလည်းမလာပါလားဒါပေမဲ့ဘုရားသခင်နီးနေတာမဟုတ်ဘူးသူ့ရဲ့ဂတိတော်သူပြည့်စုံအောင်လုပ်မယ်အချိန်ပေးနေတာပါလေသီးခံနေတာပါလေကျွန်တော်တယောက်မှပျက်စီးခြင်းမရောက်ဖို့နောင်တရပြီးတော့ပြန်လာဖို့ရအတွက်ဘုရားသခင်စောင့်နေတာပြီးခံပြီးတော့စောင့်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဘုရားသခင်မေတ္တာရှင်သူ့ရဲ့မေတ္တာတော်ကကျွန်တော်တို့အမြဲတမ်းပဲလွမ်းခြုံထားတယ်ကျွန်တော်တို့ကိုအမြဲတမ်းပဲသူ့ထောင်ကိုဆွဲယူနေဆိုတော့လေတတိယစီဝဲအတွက်ဖြစ်တယ်။ဒီယောရှုမဆာ23ငယ်55 16မှာတော့ဘုရားသခင်လမ်းလွဲသွားသောသူတွေကိုသူအပြစ်တွေပေးမယ်စီရင်တယ်။ဒါပေမဲ့သူ့ရဲ့မေတ္တာတော်ကလည်းကြီးမားတယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်။ဒါကြောင့်မလို့ကျွန်တော်တတိယမှာတော့ဒီနောက်ဆုံးကျွန်တော်နောက်ဆုံးပိုင်းလေးခန်း၄မှာဆိုရင်တော့ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ပါဒီဘုရားသခင်စိတ်နှလုံးအကျွမ်းမဲ့ချစ်ခြင်းဟာဆိုရင်တော့ဘုရားသခင်ကိုယုံကြည်တော်သူရဲ့သားသမီးတွေအတွက်အထူးအရေးကြီးတဲ့အရာပဲဖြစ်ပါတယ်
ဒီယောရှုမတ်စာ23အငယ်17ကိုเนาะကျွန်တော်တို့ပြန်ပြီးတော့ကြည့်အောင်ဒီမှာဆိုရင်တော့ယောရှုရဲ့ရိုးရှင်းတဲ့တိုက်တွန်းချက်လေးကဘလောက်တောင်เนาะကျွန်တော်တို့အရေးကြီးတယ်ယောရှုမတ်စာ23ငယ်17မှာတို့ဖြစ်၍သင်တို့၏ဖျားသခင်ထာဝရဘုရားကိုချစ်ခြင်းကကိုယ်စိတ်နှလုံးကိုတတိပြုကြတော့ဘုရားသခင်ကိုချစ်ဖို့ဝယ်စင်လုံးတတိပြုပါဒါယောရှုမတ်စာအခန်းကြီး20အငယ်9မှာလည်းတခါเนาะဗာထပ်ပြီးတော့ကျွန်တော်အားပေးထားတယ်ဆိုရင်တို့ရရင်ထာဝရဘုရား၏ကျွန်မောရှေမှာထားသောပညတ်တရားအတိုင်းကျင့်၍သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ချစ်ခြင်းလမ်းတော်အလုံးစုံတို့၌လိုက်သွားခြင်းပညတ်တော်တို့ကိုစောင့်ရှောက်ခြင်းကိုယ်တော်၌စီကပ်ခြင်းအမှုတော်ကိုဆောင်ရွက်ခြင်းကကြိုးစား၍တတိပြုကြလောဆိုပြီးတော့လေမှားထားတယ်เนาะအဲ့တော့ဘုရားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့ချစ်ခြင်းဟာဆိုရင်လည်းအင်မတန်အရေးကြီးတယ်ဆိုတာကိုဖော်ပြထားတာခုနကကျွန်တော်ဖတ်ခဲ့ပြီးတရားဟောအကြံခန်းကြီး6ငယ်9မှာလည်းဘုရားသခင်စိတ်နှလုံးအကျွင်းမဲ့ချစ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုဖိတ်ခေါ်ထားတယ်အဲ့တော့ဒီဘုရားရဲ့သစ္စာတရားကတည်တယ်ဣသီလလူမျိုးတွေသူရွေးချယ်ထားသောသူများကဘုရားသခင်သစ္စာထားတဲ့ဒီဂတိပေးတဲ့ဒီကောင်းကြီးတွေကိုခံစားရဖို့ရန်အတွက်သူတို့ထိုက်တန်တယ်ဘုရားသခင်သူတို့ရွေးချယ်တာပြီးဖြစ်တဲ့အတွက်ကြောင့်ကောင်းကြီးလည်းပေးထားပြန်ဒါပေမဲ့သူတို့ဘုရားသခင်ဂတိတော်မယုံမနဲ့သူတို့မရွေးချယ်တဲ့အခါမှာသူတို့နေဒီဂတိတော်ကနေဒီကောင်းကြီးတွေကနေလမ်းလွဲသွားတယ်ဆိုတော့တွေ့ရတယ်။အားကြောင့်မို့ဒီနေ့ဒီအချိန်မှာကျွန်တော်တို့တယောက်စီအတွက်သင်ခန်းစာကဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့နဲ့ချစ်ပါကျွန်တော်တို့ရဲ့ဘုရားသခင်ပေးထားတဲ့ဂတိတော်တွေအများကြီးရှိတယ်ခုနကကျွန်တော်ဖတ်ခဲ့ပြီးပြီနော်တပါးလေးတော့သားကိုစွန့်တော်မူလိတိုင်လောကီသားကိုချစ်တယ်နော်ကျွန်တော်တို့ကဲတင်ဖို့လာတယ်နော်ကျွန်တော်တို့ကိုသာဝရအသက်ပေးခြင်းတယ်ကောင်းကင်မှာသွားပြီးတော့နေရာပြင်ဆင်လျက်ရှိတယ်နော်ဒီအရာတွေကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်ဘုရားသခင်ဂတိတွေတစ်ဖက်သက်ကျွန်တော်တို့ပေးထားတာဖြစ်တယ်ကျွန်တော်မခံနိုင်တဲ့စုံစမ်းခြင်းတွေလည်းမပေးဘူးခံနိုင်တဲ့စုံစမ်းခြင်းကိုပေးတယ်ထွတ်မြောက်ရလန်းတွေကိုပြင်ဆင်ထားပေးတယ်ဆိုတော့ဒါဘုရားသခင်မြတ်တာကျေးဇူးတော်တွေကိုကျွန်တော်အမြဲတမ်းတွေ့ရှိနေရတာဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်ခြင်းဟာအင်မတန်အရေးကြီးတယ်ဆိုတာကိုလည်းသခင်ယေရှုကသွားသင်ထားတာရှိတယ်ဒီအကြောင်းအရာလေးကိုကျွန်တော်ဘယ်မှာတွေ့ရတယ်ဆိုတော့ရှမတ်တဲ့ခရစ်ဝင်အခန်းကြီး20ငယ်39မှာယေရှုကသင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်လို့ဟူသောပညတ်သည်ပထမပညတ်ဖြစ်ကြီးမြတ်သောပညတ်လည်းဖြစ်ထိုမှတပါကိုနှစ်ဆက်ဆိုင်သောသူကိုကိုနှစ်အမြတ်ချစ်လို့ဟူသောဒုတိယပညတ်သည်ပထမပညတ်နှင့်သဘောတူ၏နော်ရှမတ်တဲ့ခရစ်ဝင်20ငယ်30ခွန်းနဲ့39အထိဖြစ်တယ်အဲ့တော့ဒီသခင်ယေရှုပါပြောလဲဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ပါကိုနဲ့ဆက်ဆိုင်တဲ့သူကကိုနှစ်အမြတ်ချစ်ပါအဲ့တော့ဒီချစ်ခြင်းကဆိုရင်အင်မတန်မှပဲအရေးကြီးတယ်ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်မှသာလေကျွန်တော်တို့တပါးသူကိုလည်းကျွန်တော်စိတ်နှလုံးအကျွမ်းမဲ့နဲ့ချစ်တတ်ပါဖြစ်တယ်အဲ့တော့ဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့နဲ့ချစ်ဖို့ရန်တော့ချက်ကပါလဲဘယ်လိုလုပ်မလဲကျွန်တော်မိတ်ဆွေဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့နဲ့ချစ်တတ်ပြီလားအဲ့တော့ဒီစိတ်လုံးအကျွမ်းမဲ့နဲ့ချစ်နိုင်ဖို့ရန်အတွက်ကျွန်တော်ဘာတွေလုပ်ဖို့လိုသလဲနော်ကျွန်တော်အနေနဲ့တော့ဘုရားသခင်ကိုကျွန်တော်စိတ်လုံးအကျွမ်းမဲ့ချစ်နိုင်ဖို့ကလူတစ်ယောက်ကိုကျွန်တော်ချစ်ပြီးဆိုရင်ပြန်နေစဉ်းစားကြည့်ဒီလူကိုကျွန်တော်ချစ်တဲ့အခါမှာသူနဲ့ရင်းနှီးဖို့ရန်ကျွန်တော်အမျိုးမျိုးကြိုးစားရတယ်ကျွန်တော်ဟိုအရင်ခေတ်တော့ဖုန်းခေတ်တွေပါတယ်မဟုတ်တော့ဆိုရင်တော့ကျွန်တော်ချစ်တဲ့သူတယောက်တွေ့ပြီးနော်ဒီလူတယောက်ကိုချစ်မိသွားပြီးနော်နှလုံးသားနဲ့ချစ်မိသွားပြီးဆိုသူ့ရဲ့အချစ်ကိုပြန်ရရှိဖို့အတွက်ကျွန်တော်ဘာလုပ်လဲစာလေးတွေပို့တယ်ဘယ်လောက်ပဲအနေဝေးမဲ့စာပို့တယ်စာဖတ်တယ်အဲ့ဘက်ကနေသူ့ဘက်ကနေစာရရှိလာဖို့အတွက်ကျွန်တော်ကဒီကနေစာတောက်လျှောက်နော်ပို့တယ်နောက်ဆိုစာလေးတစ်စောင်လာပြီးဆိုရင်တော့ဒါပြောတယ်ဟလားအဲ့ဘက်ကနေစာလေးတစ်စောင်လေးပြန်ရလာပြီးဆိုရင်ပြန်ပြောတယ်အဲ့တော့တဖြည်းဖြည်းနဲ့စာတစ်စောင်ရောက်လာတယ်နှစ်ဆောင်ရောက်လာတယ်သုံးဆောင်ရောက်လာတယ်နောက်ကြလာတော့နော်စကားပြောခွင့်ရလာတယ်ဟလားစကားပြောခွင့်ရလာတဆင့်တက်လာတယ်ဟလားရည်စားဖြစ်ခွင့်ရလာတယ်ဟာတဲ့ဖြည်းဖြည်းနဲ့နော်ယဉ်နီးလာတယ်နော်ယဉ်နီးလာတယ်အခါနော်နောက်ဆုံးမှာပါဖြစ်လဲလက်ထက်တဲ့အထိဖြစ်လာတယ်နော်ယဉ်နီးမှုကပါဖြစ်လဲပြုစုပြောထောင်တဖြည်းဖြည်းနဲ့ယဉ်နီးမှုအဆက်မပြတ်နော်ဆက်သွယ်ဆက်ဆံနေတဲ့အခါကျတော့ဒီယဉ်နီးမှုကိုကျွန်တော်ရရှိတယ်ဖះနဲ့လည်းကျွန်တော်ဒီအတိုင်းပဲဖះနဲ့ကျွန်တော်တို့ကြားမှာလည်းစိတ်လုံးအကျွမ်းမဲ့ချစ်ဖို့ရန်အတွက်ဖះသခင်ကျွန်တော်တို့အချစ်စာနော်အချစ်စာနေ့တိုင်းကျွန်တော်တို့ရေးလဲရှိတယ်ဒီအချစ်စာကိုကျွန်တော်နေ့တိုင်းဖတ်ဖို့အရေးကြီးတယ်ဖះသခင်ကတော့သူ့ရဲ့အချစ်စာကိုပို့ထားပြီးကျွန်တော်တို့ဘယ်တော့ဖွင့်မလဲဘယ်တော့ဖွင့်မလဲငါ့ရဲ့သားငါ့ရဲ့သမီးငါ့အချစ်စာကိုဘယ်တော့ဖွင့်မလဲနော်ဘုရားသခင်ကျွန်တော်စောင့်နေရှိတယ်အဲ့တော့ဘုရားသခင်နဲ့ယဉ်နီးဖို့ရန်အတွက်တခုတည်းသောနိလန်ကတော့ဘုရားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်အချစ်စာကိုဖတ်ပါဘုရားသခင်ကျွန်တော်တို့ကိုဖိတ်ခေါ်လက်ရှိဖတ်ပါသူ့ရဲ့မေတ္တာတွေအလုံးစုံဒီထဲမှာဆုထားတယ်ဘုရားသခင်အကြောင်းကဲတဲ့ညှင်းစီမံခြင်းအကြောင်းသိချင်တယ်အကုန်လုံးဒီထဲမှာကျွန်တော်တို့ကိုဖော်ပြပေးထားတယ်ပြီးရင်တော့ဘုရားသခင်တော်ဆုတောင်းခြင်းနဲ့မိသားရဖွဲ့ပါနော်ဒါကဘုရားသခင်နဲ့ကျွန်တော်ယဉ်နီးလာခြင်းရဲ့တော့ချက်ပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကတစ္ဆာရှိတယ်တစ္ဆာတည်တယ်သူ့ရဲ့ကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့အတွက်အ
အမြဲတမ်းပူရှမ်းရှမ်းသူစီစဉ်ထားပေးတယ်အဲ့တော့ဒီဂတိတော်တွေကိုကျွန်တော်တို့ပြည့်စုံစွာရရှိဖို့ရန်အတွက်ကတော့ဘုရားသခင်စကားကိုနားထောင်ခြင်းလက်ဝဲပဲလက်ရပဲမလွဲပဲနဲ့နားထောင်ခြင်းဘုရားသခင်စိတ်လုံးအကျွင်းမဲ့ချစ်ခြင်းလေးရအမတန်အရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဘုရားသခင်သစ္စာတည်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီသစ္စာတည်ခြင်းကိုကျွန်တော်တို့ကလေ့လူရှုမယ်ဘုရားသခင်မရွေးချယ်ဘူးဆိုရင်တော့ဘုရားသခင်သစ္စာတည်ခြင်းကိုကျွန်တော်တို့ဒီကောင်းကြီးကိုကျွန်တော်တို့ခံရမှာမဟုတ်ကျွန်တော်လက်လွတ်ဆုံးရှုံးရတဲ့အဖြစ်ရောက်ရှိသွားလိမ့်မယ်ဒါကြောင့်မို့ဒီနေ့မှာယောရှုမတ်စာတစ်ခန်းလုံးကိုကြည့်မယ်ဆိုရင်တော့နော်ဘုရားသခင်သစ္စာရှိတယ်တကယ်ပဲသစ္စာတည်ခဲ့ပါတယ်ဒါကျွန်တော်ဘုရားသခင်ကလည်းဘုရားသခင်ကဂတိသစ္စာကိုသူ့ရဲ့သစ္စာကျွန်တော်တို့နဲ့ထားတဲ့သစ္စာကိုတည်ခြင်းတယ်ကျွန်တော်ဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့ချစ်တတ်ကြပြီလားမိမိကိုယ်ကိုဒီနေ့မှာပြန်ပြီးတော့ဆင်ခြင်ဖို့ရန်အတွက်ဖြစ်တယ်ငါဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့နဲ့မချစ်သေးဘူးဆိုရင်တော့ဘုရားသခင်ရဲ့ချစ်စာဖတ်ပါနားထောင်ပါတန်ရှင်သောဝိညာဉ်တော်တုံ့တင်မှုကိုနာခံပါပြီးရင်ဘုရားသခင်ကိုပြန်ပြီးတော့စကားပြောပါဒါကတော့เนาะကျွန်တော်တို့ရရှိမဲ့ဘုရားသခင်နဲ့ယဉ်နီးစွာဘုရားသခင်ကိုအကျွမ်းမဲ့ချစ်တတ်လာဖို့ရန်အတွက်တော့ချက်လေးပဲဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကြွယ်ဝစွာသောကောင်းကြီးမနာတုံ့လောက်ချပေးပါစေလို့ဆုတောင်းပေးပါတယ်